လူကိုယ်တိုင်နေထိုင်ကြတာလားဒါမှမဟုတ်ရင်းနှီးမြှုပ်နှံထားကြတာလားကျွန်တော်ရန်ကောင်းတဲ့ကျွန်တော်တို့နဲ့မိတ်ဆက်ပေးပါမယ်လိုက်ခဲ့ဒါကတော့ကျွန်တော်တို့ပလဲလန်းတွေဖြစ်ပါတယ်ပလဲလန်းတွေနဲ့ဝင်လာမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်9လုံးမြောက်လောက်မှရှိပါပဲခင်ဗျနော်အိမ်ကတော့ share ပဲတအားကောင်းတယ်ဒါကတော့လမ်းမကြီးနှစ်လမ်းသွားလို့ရတယ်ဒီမှာဝေဘာကြီးလမ်းမကြီးဝေဘာကြီးလမ်းမကြီးကိုမျက်နှာမူထားတယ်နော်နားမှာဆိုရင်သူ့နနာလမ်းနဲ့နားမှာသူ့နနာလမ်းနဲ့ဟိုကျွန်တော်တို့ဒီရွှေပေါက်ကန်ကိုသွားတယ်ဒီဝေဘာကြီးလမ်းမကြီးလမ်းစုံနေရာပေါ့နော်လမ်းနေရာနေထားတော့တအားမိုက်တယ်ဒါအိမ်ထဲကိုကျွန်တော်တစ်ချက်လိုက်ပြပေးပါနော်အိမ်ကတော့အရမ်းမိုက်တယ်ပေ20 60ပေ20ပေ60ကိုအပြည့်ဆောက်ထားပါတယ်ရှယ်ပဲဒါတော့ခြံဝင်းကားထိုးလို့ရမယ်ဗျဟုတ်အေးဝင်ချင်းဆိုရင်အောက်မှာပါကီအပြည့်ခင်းထားပါမယ်ဘေးမှာလည်းနိုင်ရန်အလတ်စတီကာလေးပေါ့နော်ကတ်ထားတယ်နည်းနည်းလေးတော့ပြန်လောက်ကြပါခင်ဗျအပေါ်မှာလည်းမီးဆိုင်မီးအလှတွေရှိပါတယ်တတ်ထားပြီးသားအရမ်းမိုက်တယ်တကားတွေကလည်းကျွန်တော်တို့ကျွန်းပေါင်ကျွန်းတကားတွေဖြစ်မယ်နော်အရှိမှလည်းကျွန်တော်တို့ဒီမှာပြင်ကြည့်မယ်ဒီမှာလည်းဘယ်လိုလေးနော်မိုက်တယ်ထဲလေးတစ်ချက်လိုက်ပြပါနော်ဒါအောက်ထပ်လေးကအောက်ထပ်မှာဆိုရင်ဒီမှာကျွန်တော်တို့ single room မှာတကားတွေဆိုအရမ်းမိုက်တယ်နော်ကျွန်းပေါင်တကားရည်နဲ့တခိုးချောင်းကအစားပါပြီးသားဒါတကားလေးဖွင့်တိုင်းနေတာမီးအလတ်တယောက်ရေကန် single room ကျေရွယ်ကျွေပြအပြည့်ခင်းထားပါနော်ဒါကတော့မီးဖို့ကြောင်မီးဖို့ကြောင်ဆိုလဲကျွေပြအပြည့်ဒီမှာမီးရတော့မဖွင့်တော့မာရေချိုးကန်ဒါရေချိုးကန်ဆိုလဲကျွန်တော်ရေပန်းနဲ့ဖြစ်မယ်နော်ရေပန်းဒီမှာဒါဘိုးတိုင်းအိမ်သားထဲမှာလည်းမြင့်ခက်မြင့်လေးဒီမှာကျွေပြားလေးကပ်ပေးတာနော်အပေါ်တယ်လေးကျွန်တော်တစ်ချက်လိုက်ပြပေးမယ်လိုက်ကြည့်ပေးပေါ့ဒီမှာလေကားဆိုရင်လည်းတအားမိုက်တယ်ဒီမှာစတီးလက်ရမ်းနဲ့ကျွေပြားကဲစတီးလက်ရမ်းကျွေပြားကဲအပေါ်တက်ဆိုလဲကျွေပြားရှယ်လကျွေပြားပေါ့မှာဒါအိမ်တန်ရှင်းသိမ့်မလို့ပါသေးလို့အပေါ်တက်တစ်ထက်လုံးလည်းဒီမှာနန်းရည်ဆိုရင်လည်းဘောလို့ပြောရအောင် wall stick ကလှတွေနဲ့ကတ်ထားပြီးရနော်မှန်တကားရေဆိုလဲရှယ်တက်ပေးထားတယ်ဗျဟုတ်အပေါ်မှာဆိုလဲမီးအလှလေးတွေရှိပြီနော်အိမ်ကတော့ရှယ်ကိုကျေရွယ်အပေါ်တက်မှာဆိုရင်ကျွန်တော်တို့ဒီမှာဒါကတော့ single room နောက်တစ်ခန်းပေါ့နော်single room မှာကျွေပြားကင်းအဲကုန်းတွေပါဆင်မယ်ဆိုလဲဒါအဆင်ပြေတယ်နော်ရမိုက်တယ်ဒီမှာအပေါ်တက်ကနေဆိုရင်လေညင်းခံရင်လည်းမိုက်တယ်နော်မီလုံးတကားတွေကတော့တိမ်လုံးတော်တော်မိုက်တယ်ဗျဒီလိုမျိုးရှယ်ကြီးပဲတခိုးချောင်းနေရစအပြစ်ဒီမှာဒါလေးကနောက်တစ်ခါဒီကောင်ကတော့ single ထက်နည်းနည်းလေးပိုကျယ်မယ်ဗျဟုတ် master လောက်တော့မဟုတ်ဘူးပေါ့နော်နည်းနည်းတော့ပိုကျယ်မယ်ဒီကောင်ကဒီမှာဆိုရင်ဒါပတ်ဝန်းကျင်နေထားပေါ့ပြီးတော့ဒါကတော့နောက်ခွေနောက်ဆုံးကန်းလေးဒီကန်းမှာဆိုရင်လည်းဒါလည်း single room ပေါ့ single room ကောင်းပါလေနေတာကျွန်တော်အရှိလေးပေါ်ရန်နိုင်တစ်ချက်လိုက်ပြပေးမယ်နော်ဒါကတော့ကျွန်တော်တို့အပေါ်တက်ကမြင်ရတဲ့အနေအထားဖြစ်ပါတယ်ဘရန်နာမှာဆိုရင်လည်းကျွေပြားအပြည့်ခင်းထားတယ်ဒီကနေဆိုရင်လမ်းမြင်ရမှာကျွန်တော်တို့ဝေဘာဂီလမ်းမကြီးအရှိမှာဆိုရင်ဒီမှာဖုံးဆိုင်တွေပါတယ်နေရာအရမ်းမိုက်တယ်နော်အိမ်လေးကိုစိတ်ဝင်စားလို့ကျွန်တော်တို့ဆက်သွယ်ခြင်းတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်44383669ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်အိမ်လေးရဲ့ယခုလက်ရှိခေါ်စီရတော့ကျွန်တော်တို့36500ဟိုမှာ
ပညှိနှိုင်းပေးပါမယ်ခင်ဗျကရံမူရင်းဖြစ်ပါမယ်ပေ20ပေ60ဟိုမှာအပြည့်ဆောက်လုပ်ထားတဲ့အိမ်နှစ်ထပ် RC share ဖြစ်ပါမယ်ခင်ဗျဝယ်ယူအားပေးမဲ့လူကြီးမင်းများကန်ဆတ်မဲ့လူကြီးမင်းများကိုစောင့်မျှော်နေပါမယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ